Milestone Entertainment ရဲ့စကားစကားဖြစ်တဲ့သူတို့နှစ်ယောက်စကားရဲ့ poster ကိုအလှပဆုံးကောင်းမှုဆုံးပြောင်းဖန်တီးပုံပေါ်ချိန်ပေးခဲ့တဲ့ photographer ကိုကန်စုဖို့ကိုလေးစားစွာဖြစ်စေတဲ့ကိုပြမတကားပြောပါရခင်ဗျာသူတို့နှစ်ယောက်စကားရဲ့ poster ကိုလာပါဆုံးပြောင်းဖန်တီးပေးခဲ့တဲ့ကျွန်တော်တို့ကန်စုဖို့သူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့ Milestone Entertainment ရဲ့စကားတွေကတော့ဖြစ်တဲ့ခင်ဗျားမသိပါဘူးဆိုတဲ့ poster ကိုလာပါဆုံးပြောင်းဖန်တီးပုံပေါ်ချိန်ပေးခဲ့တဲ့ photographer အောင်ရဲတဲ့ဒီစားဆောင်ဒီစနစ်ကိုပြတ်တာပြောပါရှင်ခင်ဗျာโอเคပါဆိုတော့နောက်ထပ် Milestone Entertainment ရဲ့ဒီကိုရီပါဆိုတဲ့စကား poster ကိုဖန်တီးပုံပေါ်ပေးခဲ့တဲ့ photographer ကိုခန့်မင်းချင်းโอเคကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော်တို့ Milestone Entertainment ရဲ့ channel တွေကိုအလှပဆုံးပြောင်းအလှတဲ့ပုံများကိုချိန်ကူးအပိုင်းမှာအကောင်းဆုံးဖြစ်အောင်ဒီပုံပေးနေတဲ့ photographer ဝင်းလီဆာစာဒီစနစ်ကိုဖိတ်ခေါ်ကြပါတယ်ဒီလိုMilestone Entertainment channel တွေရဲ့ကျွန်တော်ခုနမြင်တွေ့ခဲ့လှပဆုံးဖြစ်တဲ့ပုံမျိုးပုံပေါ်ပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ဒီနောက်ထပ် Milestone Entertainment channel တွေကိုအလှပရှင်းရတဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဂိုင်ပေးတဲ့အပြင်အရှောင်းလုံးပါလေအလှပတဲ့ပတ်သက်ပြီးတော့အမြဲဒီပုံပေးခဲ့တဲ့ချစ်ခင်ရတဲ့နိုင်ငံကျော်ပေးခဲ့တဲ့စီမင်းပညာရှင်ပုံပြတာမိမိကိုစားသူကနေပြီးတော့မှလက်ခံရှားချင်ပါဖြစ်ပါတယ်လီဆာဆိုဒီစီမင်းချက်ကိုပြန်လည်ကြပြပါတယ်